Okay ခုလုံးမဲ့လေ့ကျင့်ကကျွန်တော်တို့ drop jump ပေါ့နော် drop jump to depth jump to explosive jump ပေါ့ဆိုတော့ depth jump ရဲ့သဘောကကျွန်တော်တို့ရဲ့ဒီဒူးထက်နည်းငယ်ပိုတဲ့ဒါမှမဟုတ်ခါလောက်ထိရှိတဲ့ပေါ်ကနေခုန်ချတာရှေ့တစ်ဖက်ထောက်ချတာတနည်းအားဖြင့်ခုန်ချတာမဟုတ်ဘူးပြုတ်ကျတဲ့သဘောမျိုးရှာတာရှာပြီးရင်ကျွန်တော်တို့ကမြေပြင်ထိတွေ့ခြင်းအကြာကြီးမနေဘဲနဲ့ချက်ချင်းတန်းပြန်ပြီးတော့ရှေ့ကိုခုန်တာပဲဖြစ်ဖြစ်အပေါ်ကိုပြန်ခုန်တာဖြစ်လောက်အောင်ဒီလိုပေါ့ဒီတိုင်းဆိုရင်ကျွန်တော်ကခြေထောက်တစ်ဖက်ကိုဝဲထားတယ်ဒါဆိုရင်ကျွန်တော်ပြုတ်ကျသွားတယ်ခုံမချဘူးနော်ကိုယ်အောင်နဲ့ဒီလိုခုံချမှာမဟုတ်အဲ့လိုမဟုတ်ဆိုပြုတ်ကျဒီလိုပြုတ်ကျသွားမယ်ဒါဆိုရင်ဘယ်နဲ့ရှာတယ်ချပြရနဲ့ကျွန်တော်မြေပြင်ထိတွေ့ခြင်းအကြာကြီးမနေပဲနဲ့ချက်ချင်းတန်းပြီးတော့နေရာကျဲတဲ့သူကလောင်းချက်ဝေးဦးခုံမယ်နေရာမကျဲတဲ့သူကအမြင့်ကိုချက်ချင်းတန်းပြန်ခုံမယ်โอเคဆိုတော့လောက်ပြမယ်ဒီမှာဆိုရင်ဘယ်ရှေ့ရှာမယ်အပေါ်ကိုပဲခုံပြမယ်နော်โอเคအကြာကြီးမနေဘူးပေါ့နော်အကြာကြီးအားယူပြီးနေတာမျိုးမရှိရဘူးဥမာအဲ့လိုအကြာကြီးမနေဘူးတခါလေတန်းခုံမယ်โอเคရပါနော်